သုံးသက်ဆင်ခြင်မှုတွေလုပ်မယ်ဆိုလို့ရှိရင်ယဟန်တို့ရဲ့သီလအရှိန်အဝါကြောင့်ဗိမာန်တွေကနေဖယ်လဲရတယ်ဆိုလို့ရှိရင်ယုတ်တော်သီလအရှိန်အဝါရှိတဲ့ဒီယဟန်တွေကို6လဖို့ဆိုတာလည်းလွယ်ကူပါမလား6လဖို့ဆိုတာဘယ်လွယ်မလို့သီလရှိတဲ့ယဟန်တွေကယုတ်တော်တကိုးရှိတယ်ဒါပေမဲ့ဒီစာမှာတော့6လမယ်လို့ဒီလိုမျိုးဖော်ပြထားတယ်နော်မြတ်စွာဘုရားရှင်ကလည်းဒီတုတ်တန်ကြီးကိုယုတ်တော်ကြီးဒီယုတ်ကစိုးတွေ6လမှုကနေပြီးတော့မ6လနိုင်အောင်မနှောက်ယှက်နိုင်အောင်ဆိုပြီးတော့ဒီမေတ္တာတုတ်ကြီးကိုသင်ပေးလိုက်တယ်လို့ဒီလိုမျိုးပါတယ်ဟုတ်တယ်ယုတ်တော်နောက်တစ်ခါဒီယုတ်ကစိုးနတ်တွေဒုတိယမိပြန်လာတဲ့အခါကျတော့မ6လတော့ဘူးတဲ့အကူညီတော်ရသွားတယ်တဲ့ဒီလိုမျိုးလည်းပါတယ်မဟုတ်ဘူးလားဒါကြောင့်မလို့လေယုတ်တော်ကြီးအဲ့ဒီအပိုင်း၃ပိုင်းဟာဦးဇင်းတို့မေတ္တာတုတ်တရားကိုနာကြားပြီးတော့ဦးဇင်းတို့စင်ကျင်သုံးသပ်ဖို့အကြောင်းအရာတွေကိုပဏာမအနေနဲ့ထုတ်ပြီးတော့ယောဂီတို့ပြလိုက်ရတာဟုတ်ပြီယောဂီတို့ဦးဇင်းတို့မေတ္တာတုတ်ကြီးကိုကြည့်အောင်မေတ္တာတုတ်မှာယောဂီတို့အပိုက်12ပိုက်ပါပထမအပိုက်နဲ့ဒုတိယအပိုက်ကတော့အမောင်းလို့အမောင်းကာထာလို့ခေါ်တာပေါ့နော်အဲ့ဒီအမောင်းကာထာကိုလည်းယောဂီတို့ကြည့်အောင်ယသာနုဘဝတောဒီမေတ္တာတုတ်ရဲ့ဘေးတရားတော်ကြောင့်ဘေးတရားတော်ရဲ့တကူအရှိန်ဝါအာနုဘော်တို့ကြောင့်ယေခာဘလူကျန်တို့သည်လောကတတရနိပိတနံကျောင်းမဲ့ဘွေရအစင်အတန်အစရှိသောအာယုံလုံးတွင်နဲ့ပြရမချောက်နိုင်ကြကုန်တို့တကူရှိသောမေတ္တာတုတ်ပြေတရားတော်ကိုရတ္တိနိဝါညိအခါ၌၎င်းမတ္တိတောနေအခါ၌၎င်းယဉ်ကျေးစေဝနိယုံဇံတော်မပြင်းမြည်လုံလပြု၍ရုပ်ဖတ်တော်သူသည်ဒုက္ခံသပရိတုတောသချမ်းသာစွာဒုဋ္ဌာရခြင်းအိဆရာခြင်းသည်၎င်းအိဆရာခြင်းသည်ဖြစ်၍ပပံဂိစိနာပတ္တိမကောင်းသောအကျိုးမကောင်းသောအိမေတုသည်မဖြစ်ပေါ်ကုန်ဒီဝမတိကုလပေတံဤသို့သောသဘောရှိတဲ့ဂုဏ်ကြီးစိုးစုနှင့်ပြည့်စုံသောမေတ္တာတုတ်ပြေတရားတော်ကိုပရိဒန္တံဗနမာယေဘုဒ္ဓကောင်းလို့တဲ့ရုပ်ဖတ်တဲ့စေကြကုန်တော်လို့တိုက်တွန်းတော်မူလေတော်တည်းသာဓုဒါကအပိုက်တစ်နဲ့ကယောဂီတို့မြတ်စွာဘုရားရှင်ဟောတဲ့မေတ္တာတုတ်တရားကိုမဟုတ်ဘူးထပ်ဖြည့်ထားတဲ့အမောင်းကာရဖြစ်တယ်အဲ့ဒီအမောင်းကာရမှာတော့ကောင်းစွာအဆက်ဖို့မကောင်းတဲ့အိမ်မက်တွေမမက်ဖို့နောက်ပြီးတော့ကြောက်မက်ဖွယ်ရအစင်းအတန်လေးနဲ့နတ်ဘလူးတွေမနှောက်ယှက်နိုင်ဘူးဒါကြောင့်မလို့မပြည့်မြည့်ရွတ်တဲ့သူဟာကောင်းစွာအိပ်ဆက်ခြင်းနဲ့မကောင်းတဲ့အိမ်မက်တွေကကင်းဝေးမယ်လို့ဒီလိုမျိုးအမောင်းကာထာမှာယောဂီတို့မဖော်ပြထားဘူးလားဖော်ပြထားတာနော်